ကိုတိုင်းကလူတွေကိုဗီဒီယိုဖိုင်လေးတစ်ဖိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်။အားလုံးပဲမင်္ဂလာပါရှင်လက်ဝင်ပါ။ကိုတိုင်းကညီကိုမောင်နှမတွေကိုဗီဒီယိုဖိုင်လေးတစ်ဖိုင်နဲ့မိတ်ဆက်ပေးပါရစေရှင်။ဒီဗီဒီယိုဖိုင်လေးကကြတော့ Ruby Mall မှာအောင်မြင်သူတော်တော်များများထဲကတဦးရဲ့ဗီဒီယိုဖိုင်ပဲဖြစ်ပါတယ်ရှင်နော်။အဲ့တော့ဒီဗီဒီယိုဖိုင်လေးထဲမှာဘယ်သူဖြစ်မလဲဆိုတာကိုလည်းနဲ့အတူကြည့်လိုက်ကြရအောင်ရှင်။ Ruby Mall Community မှာမိမိဝင်ငွေ2,9,400 ပတ် EAM ရာထူးကိုပိုင်ဆိုင်ထားတဲ့တူပေါ်ထွက်လာပါခင်ဗျာထို့သူဟာဆိုလို့ရှိရင်ကိုစိုးမင်းဦးပဲဖြစ်ပါတယ်ခင်ဗျာကိုစိုးမင်းဟာဆိုလို့ရှိရင်ပဲခူးတိုင်းတနပ်ပင်မြို့နယ်ကပင်ကျေးရွာလေးမှာနေထိုင်ခဲ့သူတူဖြစ်ပါတယ်ကိုစိုးမင်းဦးနေထိုင်တဲ့ရွာလေးဟာဆိုလို့ရှိရင်လမ်းပန်းဆက်သွယ်ရေးတွေမကောင်းတဲ့ဒေသလေးတစ်ခုဖြစ်ပါတယ်ကိုစိုးမင်းဦးဟာဘဝကိုနာပြီးတော့ဘန်ကောက်မြို့ကိုထွက်ခွာလာချိန်မှာဆိုရင်တောထဲမှာလည်းခက်ခဲအိတ်လာခဲ့ရပါတယ်ဘန်ကောက်မြို့ရောက်တဲ့အခါငါတစ်တန်စက်ယုံပရိဘောဂယုံတန်ယုံတို့မဟုတ်တခြားစက်ယုံပေါင်းစုံကိုလောက်ခဲ့တာဆိုရင်10 နှစ်ကျော်ရှိခဲ့ပါပြီ10 နှစ်တွင်းမှာဘာမှမထူးဆန်းလာတော့ online ပေါ်ကတဆင့်လုပ်ငန်းနဲ့တွေ့ပြီးအခွင့်အရေးရှာတဲ့ချိန်မှာ Ruby Mall Community နဲ့စတွေ့ခဲ့ပါတယ် Ruby Mall Community မှာဝင်ရောက်လေ့လာပြီးတော့စူးစမ်းခဲ့တာဆိုရင်အခုဆိုရင်2 နှစ်ဝန်းကျင်ရှိပါပြီ2 နှစ်ဝန်းကျင်မှာဆိုလို့ရှိရင်ကိုသိထားတဲ့ပညာရက်တွေကိုစီးပွားရေးပညာရက်တွေကိုပြန်လဲမျှဝေပေးခဲ့တာဆိုရင်အခုဆိုရင်အဖွဲ့အထူဖွဲ့သားတွေကိုအောင်မြင်အောင်လမ်းပြခေါ်ဆောင်ခဲ့ပါတယ်အခုဆိုရင်15ရက်2လပိုင်း2026မှာ2,9,400 ပတ် EAM ရာထူးကိုပိုင်ဆိုင်ခဲ့ပါပြီကိုစိုးမင်းဦးလိုမျိုးဘဝကိုနာပြီးမိတ်ဆွေတို့လည်းကြိုးစားစေချင်ပါတယ်ခင်ဗျာမိတ်ဆွေတို့လည်းနေစားလုံးနဲ့တွေ့ပြီးအပုံငွေရှာချင်တယ်ဆိုလို့ရှိရင် Messenger တို့မဟုတ်ဆက်တွေမြင်မြန်ပြီးလေ့လာဖို့ကိုဖိတ်ခေါ်ပါတယ်ခင်ဗျာလေ့လာရတာဆိုရင်အခမဲ့လေ့လာခြင်းဖြစ်ပါတယ်ကိုယ့်အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင်လောက်ကင်လို့ရပါတယ်ကိုယ့်အတွက်အကျိုးမရှိဘူးဆိုရင်လောက်ကင်စရာမလိုပါဘူးလေ့လာရတာအခမဲ့ဖြစ်ပါတယ်လာရောက်လေ့လာဖို့လည်းအားလုံးဖိတ်ခေါ်ပါတယ်Ruby Mall Community ရာဆိုရင်မဟာချိုင်ဝက်ပေါ်ကျဲဧကချိုင်လမ်းမကြီးပြီးမှာရှိပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာကဲအားလားဆိုတော့လက်အလုပ်တော်တော့မှာမို့အားလုံးကိုဒီဗီဒီယိုဖိုင်လေးနဲ့လာရောက်ပြီးနှုတ်ဆက်ပါတယ်ရှင်။ဘာကြောင့်လဲဆိုလို့ရှိရင်တော့ Ruby Mall မှာအောင်မြင်သူတွေတော်တော်များများထဲကမှတဦးတည်းကိုပဲရွေးချယ်လာပြီးတော့လာမိတ်ဆက်ပေးတာဖြစ်ပါတယ်ရှင်။ထဲမှာဆိုလို့ရှိရင်တော့တိုင်းရင်သားပေါင်းစုံရှိပါတယ်ရှင်။အားလည်းရက်လေးဒီမှာပညာသင်ယူရင်းနဲ့စီးပွားရှာရှင်တဲ့သူဒါမှမဟုတ်လို့ရှိရင်ကိုနိုင်ကလည်းကျမ်းမာရေးမကောင်းလို့ကျမ်းမာရေးကုသချင်တဲ့သူဆိုလို့ရှိရင်တော့ Ruby Mall မှာလာရောက်ပြီးလေ့လာဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်။